အဖိုးဟာလူအုပ်ထဲကနေသူ့ရဲ့မြေးလေးကိုအပြင်ရောက်အောင်တွန်းထုတ်လိုက်တယ်ဒါကိုဂျာမန်စစ်သားတွေမြင်သွားကြတယ်မြေးလေးထွက်ပြေးဖို့အချိန်ရအောင်အဖိုးဟာရုတ်တရက်ယူချင်အောင်ဆောင်ပြီးအော်ဟစ်လိုက်တယ်ဒါပေမဲ့ရက်ဆက်လာတဲ့ဂျာမန်စစ်သားတွေကအဖိုးကိုပြစ်တက်လိုက်ကြပါတော့တယ်အဖိုးကိုအသက်နဲ့လဲပြီးဝယ်ယူခဲ့တဲ့အချိန်ဟာမြေးလေးလွတ်မြောက်ဖို့အတွက်မလုံလောက်ခဲ့ဘူးဂျာမန်စစ်သားတွေကအမြန်လိုက်လာတာကြောင့်ကောင်လေးဟာကျင်းမြောင်းလာတဲ့မြေအောက်ချင်းလေးရဲ့ကိုအတင်းတိုးဝင်ပုံအောင်ခဲ့ရတယ်ဂျာမန်တွေရောက်လာတဲ့အခါမှာတော့ပျက်စီးနေတဲ့အဆောက်အုံအပျက်စီးတွေကိုပဲတွေ့ရပြီးကောင်လေးဘယ်ရောက်သွားလဲဆိုတာကိုဇဝေးစွာဖြစ်နေကြတယ်ကောင်လေးကသူ့လွတ်ပြီးလို့ထင်နေတော့မှပဲဂျာမန်ယာရှိကကျင်းဝကိုလာကြည့်ခဲ့တယ်ကံကောင်းတာကအဲ့ဒီနေရာဟာအကွဲဖြစ်နေလို့အထဲကိုကိုယ်တိုင်ဝင်မကြည့်ရင်မြင်ဖို့ခက်ခဲနေတယ်ကောင်လေးဟာခက်တက်ဘေးကင်းသွားပေမဲ့တရွာလုံးကိုဂျာမန်တွေဝိုင်းထားတာကြောင့်ထွက်ပြေးဖို့ကမဖြစ်နိုင်သေးဘူးဂျာမန်တွေပြန်ဆုတ်သွားမဲ့အချိန်ကိုပဲစောင့်နေရတယ်စိတ်လှုပ်ရှားလုံးတာကြောင့်ကောင်လေးဟာအိမ်သာတက်ခဲ့ပြီးအမှတ်မထင်ရေဆွဲချလိုက်တဲ့အခါမှာအတန်အကျယ်ကြီးထွက်သွားတယ်ကံကောင်းတာကအနီးနားမှာဂျာမန်တွေမရှိနေဘူးနောက်ထပ်ပြဿနာတစ်ခုကတော့အစားအသောက်နဲ့ရေပြက်လက်နေတာပဲဖြစ်တယ်အညစ်အကြေးရေတွေကိုလည်းတောက်လို့မရဘူးသူစိတ်ပြက်နေတော့မှကြွက်တကောင်ကိုတွေးလိုက်ရတယ်အဲ့ဒီကြွက်နောက်ကိုလိုက်သွားရင်ကျမ်းပြင်ကိုမလိုက်တဲ့အခါမှာတော့ဝတ်ထားတဲ့အစားအသောက်တွေကိုတွေးလိုက်ရတယ်ဒါပေမဲ့သူအစားအသောက်တွေကိုယူဖို့လုပ်တော့မှပဲလက်ကြီးတစ်ဖက်ကသူ့ကိုတွန်းထုတ်လိုက်တယ်အဲ့ဒါကတော့ပုံနေတဲ့တခြားဂျူးမျိုးသားတစ်ယောက်ပဲဖြစ်တယ်အဲ့ဒီလူကအစားအသောက်တွေကိုအတင်းလူယူပြီးကောင်လေးကိုမောင်းထုတ်ခဲ့တယ်အဲ့ဒီလိုအတန်ပလန်တွေထွက်လာတာကြောင့်ကင်းလက်နေတဲ့ဂျာမန်တွေရောက်လာပြီးတင်းနဲ့ပြစ်ခတ်တန်တွေထွက်ပေါ်လာပါတော့တယ်ကောင်လေးဟာကြောက်လန့်တကြားနဲ့တန်းစလုံးကြီးတစ်ခုထဲမှာဝင်ပုန်းနေခဲ့တယ်ဂျာမန်တွေကတခြားသူတွေကိုလိုက်ဖမ်းနေတာကြောင့်သူ့ကိုသတိမထားမိခဲ့ကြဘူးဒီဖြစ်ရကြောင့်ကောင်လေးဟာတစ်ချိန်မှာသူ့ဖမ်းခံရမှာကိုသိနေတယ်ဒါကြောင့်ပိုဘေးကင်းတဲ့နေရာကိုရှာဖွေရင်းလမ်းတစ်ဖက်ကအိမ်ခေါင်မိုးပေါ်ကဝရန်တာပြက်လေးကိုသတိထားမိသွားတယ်လေကားတွေပျက်စီးနေတာကြောင့်သူကလက်ရန်တိုင်တွေကိုဖျက်ပြီးကျိုးလေကားတစ်ခုပြုတ်လုခဲ့တယ်အဲ့ဒီခေါင်မိုးပေါ်ရောက်သွားတဲ့အခါမှာတော့သူဟာဘေးကင်းသွားခဲ့ပြီးရေပိုက်ခေါင်းနဲ့အိယာတစ်ခုကိုပါတွေ့ရှိခဲ့တယ်သူဟာအပြင်ထွက်တိုင်းကျိုးလေကားကိုအမြဲအပေါ်ကိုဆွဲတင်ထားလေးရှိတယ်ဒါပေမဲ့မတော်တဆမှုတစ်ခုကဖြစ်လာခဲ့ပြန်တဲ့ဒီနေ့မှာသူပြင်ထွက်ဖို့လှုပ်တုံးမှာပဲဂျာမန်စစ်သားတွေလာနေတာကိုမြင်လိုက်ရတဲ့အဲ့ဒီစစ်သားတွေကပုံအောင်နေသူတွေကိုလိုက်ရှာနေတာဖြစ်ပြီးအသက်ရှင်ဖို့စ조사နေတဲ့ဂျူးမျိုးသားတစ်ယောက်ကသူ့လူမျိုးတွေကိုတစ္ဆာဖောက်ပြီးလမ်းပြပေးနေတာဖြစ်တယ်ဂျာမန်တွေကပုံနေသူတွေကိုလွယ်လွယ်ကူကူရှာတွေ့သွားပြီးအကျဉ်းစခန်းကိုခေါ်သွားကြတာကိုကောင်လေးကအပေါ်ကနေကြည့်နေခဲ့ရတယ်သူဟာအရန်စိတ်လှုပ်ရှားနေတာကြောင့်အမှတ်မထင်ကျိုးကိုတိုက်မိသွားပြီးကျိုးလေကားဟာအောက်ကိုပြုတ်ကျသွားခဲ့တယ်အဲ့ဒီကျိုးလေကားဟာဂျာမန်ယာရှိရဲ့အနောက်တိတ်တဲ့မှာတန်းလန်းကြီးဖြစ်နေပါတော့တယ်အကယ်၍အဲ့ဒီယာရှိတာအနောက်ကိုလှည့်ကြည့်လိုက်ရင်ကောင်လေးပုံနေတဲ့နေရာကိုတည်သွားမှာဖြစ်တဲ့အတွက်အခြေအနေကအရန်ကိုစိုးရိမ်စရာကောင်းနေပါတော့တယ်